ချမ်းခဲ့အကြောင်းတွေကစာသင်ကုန်လေးတန်းကမင်းနဲ့မဲ့လေးရေးချစ်ခဲ့တာခဲတဲ့ချွန်နေတာလေးနဲ့မင်းကြောင့်မတက်တော့ငါလေးအတူကြောင့်ပြေခဲ့တဲ့တောက်ချနေလေးနေရတောင်းချောင်းပိတ်သွားတဲ့ကြောင့်ပြန်ပွင့်တော့မင်းမျက်နှာမတွေ့ကျမရင်မကောင်းဘူးတဲ့လို့သူငယ်ချင်းကမေးလိုက်တယ်သူမရှိတဲ့ကြောင့်ကလေးတဲ့ကျွန်တော်တရားဥတရှိနေတာလားရှေ့ဆုံးမှဆရာမကစာတင်နေလဲစိတ်ပါခဲ့တာညတင်ပေါက်လေးကိုကြည့်ပြီးနေကြောင်းလေးတွေ့နေခဲ့တာရောက်တော့စားလည်းမလုံးနိုင်နောက်နေစွန်နေကြောင်းလာပါမလားဒီလိုနဲ့တွေ့ရင်မျက်လုံးတွေမိတ်ခဲ့နောက်နေမနဲ့ချောင်းနိုင်လို့ရေချိုးပြီးကြောင်းသွားမယ်လို့ပြေးလိုက်ဘူးတော့မဆောင်တော့ဘူးငါကြောင်းကိုဆိုဒီရောက်နေလို့လွယ်ဒီလေးမြဲလွယ်ထားတဲ့ကောင်မလေးတယောက်ကိုတွတ်ဆောင်ခဲ့တဲ့နေ့ရကလေးကျွန်တော်မေးလို့မရနိုင်ရှင်နူခဲ့ဘူးတဲ့ပြုံးတဲ့တနက်ကားလေးလေးခင်ဘူးတဲ့မင်းနဲ့ငါရဲ့ခင်မမှုလေးနေရတန်စကားတွေပြောပြီးစင်တက်ခြင်းလဲမဖြစ်နိုင်တဲ့ကောင်မလေးကိုမချင်းကခြင်းနဲ့တငယ်ချင်းများဝိုင်းတာခဲ့လည်းမရတဲ့ချင်းများစွာတခါလောက်တော့မစ္စရတဲ့ပေါ်ပင်လေးငါပြစ်ခွင့်ရှိမလားသာတင်ရင်ကိုကြည့်ခဲ့တဲ့မင်းမျက်နှာလေးပဲအရာတင်ချင်တာဒီလူချစ်ကမင်းလေးစာရတဲ့စောက်လေးတဲ့ပေါ်လွင်နေတဲ့စာလုံးလေးလိုပါဒီငိမ်နဲ့မြင်ရပုံစံဆွဲရမိတာပါတရားလေးသာတန်ခဲ့တာကြောင်းတွေကစာသင်ကုန်လေးတန်းကမင်းနဲ့မဲ့လေးရေးချစ်ခဲ့တာခဲတဲ့ချွန်နေတာလေးနဲ့မင်းကြောင့်မတက်တော့ငါလည်းအတူကြောင်းပြေခဲ့တဲ့တောက်ကြနေလေနေရတော့ကြောင်းပိတ်သွားတဲ့ကြောင်းပြန်ပွင့်တော့မင်းမျက်နှာမတွေ့ကျမရင်မကောင်းဘူးလေလို့သူတငယ်ချင်းကမေးလိုက်တယ်သူမရှိတဲ့ကြောင်းကလေးကျွန်တော်တရားဥတရှိနေတာလားရှေ့ဆုံးမှဆရာမကစာတင်နေလဲစိတ်ပါခဲ့တာညတင်ပေါက်လေးကိုကြည့်ပြီးနေကြောင်းလေးတွေ့နေခဲ့တာ